မနေ့ကတော့ဒီ3တက်ကိုပေါ့နော်အားလုံးပေါက်ကြမလို့ထင်ပါတယ်ကျွန်တော် all liquid ထုတ်ပေးတာနဲ့3တက်ပေါ့နော်2ရက်ဆက်တိုက်တိုးပါပြီမနေ့ကလည်းတိုးတယ်ပေါ့နော်ဒါဒီညနေမှာတော့ကျွန်တော်3ခွက်တန်းထုတ်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကတော့အရှိန်မဟုတ်တဲ့အတွက်မိတ်ဆွေများကတစိမ့်ချင်းကြည့်ပြီးတော့မျှော်လင့်ပါတယ်လုံးဝကြော်မကြည့်နဲ့ပေါ့နော်တဆင်ချင်းလေးပဲကြည့်ပါဗီဒီယိုက3မိနစ်စာလောက်ပဲကြည့်ပါတယ်နောက်တစ်ခုကကျွန်တော်ရဲ့မိတ်ဆွေရဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe မနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ချက်နှိပ်ပြီးအားပေးခဲ့ကြအောင်တောင်းဆိုတယ်ပြီးကြရင်မိတ်ဆွေတို့ရတဲ့အလုံးတွေကိုလည်း comment လေးမှာမှတ်ပေးကြပါအောင်ကြတယောက်မှမှတ်ထားမတွေ့လို့ပေါ့နော်မိတ်ဆွေတို့ဗာကြိုက်တယ်ဆိုရင်မှတ်ပေးပါကျွန်တော်ကအဲ့လိုမှတ်ပေးထိုင်ဗာနဲ့တွဲရမှာဆိုတာကျွန်တော်ပြန်ပြီးတော့အကြံဉာဏ်လေးပေးမှာပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်စားလိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ကီး3လုံးအရင်ဖမ်းမယ်ပြီးရင်လုံးမိုင်ဖမ်းမယ်ပေါ့နော်ဒီရှစ်နှလုံးပေါင်းချင်းတွေ6ပါဝါတက်6နှစ်ခါကို6တက်9ဆိုတာဒီ9နှစ်လို့ပေးတယ်ဒီနှစ်နှလုံးပေါင်းချင်းတွေ4နှစ်ခါဒီနှစ်4ပါဝါဒီကို4နှစ်9ဆိုတာဒီခွန်9လို့ပေးထားတယ်ဒီခွန်ဒီ9နှလုံးပေါင်းချင်းတွေ6ရဲ့နှစ်ခါဒီ9 6ရဲ့ပါဝါဒီတက်6 9ဆိုတာဒီ4 9လို့ပေးထားတယ်ဒါဆိုဒီညနေပွဲစဉ်မှာဒီ9ပေါ့နော်နှလုံးပေါင်းချင်းဒီကျွန်တော်တို့က8ရဲ့နှစ်ခါဒီ8ရဲ့ပါဝါဒီတော့8တက်3ဆိုတာဒီသူစားအတိုင်းပေးအောင်မှာဆို8တက်3လုံးကီးပေးမှာပေါ့နော်โอเคဒါကတော့ကီးလေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကီးပြီးသွားရင်ကျွန်တော်လုံးမိုင်လေးတစ်ခုကိုကြိုက်လို့ပေါ့နော်ဒီတက်လုံးဒီတော့နှလုံးပေါင်းချင်းဒီ9ဆွဲလုံးမိုင်ရသူ့ရဲ့ပေးပါ9နှစ်လို့ပေးတယ်ဒီနှစ်ဒီ9နှလုံးပေါင်းချင်းဒီခွန်ဆွဲလုံးမိုင်ရသူ့ရဲ့စောင်းပေးမှာပေါ့နော်ခွန်9လို့ပေးတယ်ဒီ3ညနှလုံးပေါင်းချင်းဒီ9ဆွဲလုံးမိုင်ရ4 9လို့ပေးတယ်ဒါကြောင့်မလို့ဒီတက်ပေါ့နော်9နဲ့တက်ပေါင်းချင်းဒီ3ညဆွဲလုံးမိုင်ရသူ့ဆက်အတိုင်းမပြည့်ဘူးဆိုရင်ဒီညနေမှာ3ညလို့လုံးမိုင်ပေးမှာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ခုနရခဲ့ရသည်8တက်3အခုရခဲ့ရသည်3ညလုံးမိုင်ပေါ့နော်ကတ်လိုက်ကဏ္ဍ3ခွက်ထွက်လာပါမယ်ဒါမိတ်ဆွေများကဒီတည်းကတ်ကြည့်ပေါ့နော်ဒီ30ရောဘာလို့အပြန်ကဏ္ဍကြိုင်လဲကစားပါကျွန်တော်ကတော့ဒီကျွန်တော်အကြိုက်ဆုံးက80 10 85တက်5ဆိုရဒီညနေမှာကျွန်တော်9လည်းမလွတ်ချင်တာဖြစ်တယ်လို့ပါနော်ဒီလေးခုကိုကြိုက်ပါတယ်ဒီညနေကတော့ချိန်စားရေးကစားပါနော်မနေ့ကလည်းပေါက်ထားကြပြီဆိုတော့ကျွန်တော်ကဒီ3ညလုံးမိုင်ကိုလည်းထင်းတယ်ချစ်တဲ့3ကီညှိမယ်ဆိုတော့ပေါက်ဖို့ပဲများပါတယ်ဒီ၄ခွက်ထဲပေါ့နော်မိတ်ဆွေတို့ကကိုပိုင်လုံးမိုင်ဝမ်းချင်းရှိတယ်ဆိုရင်လည်းတခြားအလုံးနဲ့ကတ်ကစားရင်လည်းကစားပါနော်အားလုံးကျွန်တော်တို့ဒီနောက်ဘက်မှာပြန်လဲဆုံးတွေ့ကြမယ်ဒီပိတ်ရက်မှာလည်းကျွန်တော်ပတ်တီးနေတွေဘူးမကျော်တွေအိုင်းအားတို့တင်မိမယ်ပေါ့နော်โอเคမိတ်ဆွေတို့ရခဲ့တဲ့အလုံးလေးကိုလည်း comment လေးကမှတ်မိခဲ့ကြအောင်တောင်းဆိုပါတယ်အားလုံး see you bye bye next video